Hello ချစ်တို့ရေဒီနေ့စနိုးကချက်ပူဒီဟင်းရေးလေးနဲ့ပေပုတ်စီကြော်တို့ကိုချက်စာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုပြန်လည်မျှဝေပေးပါမယ်ရှင်အရင်ဦးဆုံးချက်သားလေးကိုချစ်တွန့်ပြူချင်းချစ်တွန့်နီခရမ်းချင်းနီဟိုနဲ့နေပေးထားပါမယ်အသားလေးနေပြီးနှက်ထားပေးပါမယ်ရှင်စီပူလာပြီးဆိုရင်ခုနနှက်ထားတဲ့အသားလေးကိုထည့်ပြီးတော့လုံးပေးပါမယ်ရှင်ဇပလင်လေးရှိရင်တော့ဇပလင်ထည့်ရှန့်ပုံမွေးပါတယ်ငမ်မြန်ရီလေးလည်းအနေငယ်ထည့်ပြီးတော့စီလုံးပေးထားပါတယ်ရှင်အားရပြီဆိုရင်ရေလေးနဲ့ထည့်ပြုတ်ပေးထားပါမယ်ရေဆူလာတဲ့အထိတည့်ပေးပါမယ်ရှင်ကောင်းလေးပွက်လာပြီဆိုရင်တော့ဘူးဒီတစ်ခါတည်းထည့်ပြီးတော့ထည့်ချက်ပေးလိုက်ပါတယ်ဘူးဒီနူးအောင်လို့ပေါ့နော်စနိုးကတော့ဘူးဒီနူးရလေးကြိတ်တဲ့အတွက်ဘူးဒီနူးလေးစားခြင်းတော့အကြိုက်ပြုတ်ပါတယ်စားချုံမို့တို့လိုတလို့ထည့်ပေးပါတယ်ရှင်လိုအပ်တယ်လို့လေရပြီဆိုရင်နောက်ဆုံးမှနနမင်းလင်းထည့်ခတ်ပေးပါတယ်မွေအောင်လို့ငြုတ်ကောင်းလေးနဲ့ထည့်ပြီးတော့ခတ်ပေးပါရှင်မွေးပြီးတော့အရသာပြည့်စုံတဲ့ဟင်းတစ်ခွက်လေးဖြစ်သွားပါတယ်ကဲနောက်တော့ပဲပုစီဆက်ကြောပါမယ်ချစ်တွန့်ပြူနဲ့ငြုတ်တီတို့ကိုကြိတ်ထားတာလေးကိုထည့်ပြီးတော့စီတက်ပါမယ်ရပြီဆိုရင်ပဲပုစီလေးကိုထည့်ချက်ပါမယ်ရှင်ရေအနေငယ်လေးထည့်ပြီးတော့ချက်ပေးပါတယ်ပဲပုစီလေးနူအောင်လို့ပါစားအရှုံမုတ်လေးကိုစင်ပီလိုလေးထည့်ပေးပါတယ်ရှင်နောက်ဆုံးမှာနနမင်းလေးထည့်အုပ်ပေးပါတယ်မွေးအောင်လို့ပါပြည့်စုံတဲ့ဟင်းတစ်ခွက်လေးဖြစ်သွားပါတယ်ပေါ့နော်ကဲအားလုံးပဲလိတ်ချက်စာကြည့်ကြပါရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်